ဟုတ်တယ်ဟုတ်တယ်လက်စတင်နိုင်ရွယ်ဒီကိုနေအောင်မဆက်ပလေးကသွားဝယ်ပါအခုရည်ပဲဟာသူမင်းသားတွေဖြစ်ပြီးအစစ်လေးပါလို့ဝယ်အောင်ဒီကလည်းကိုဘိုးကြီးစက်ကိုမော်ကြတယ်ဒီဘောင်းကြီးဒီမှာလည်းဒီဘောင်းကြီးဟာဒီဘောင်းတွေကိုကျုံကြီးရောမဟုတ်တယ်ဒီဘောင်းတွေကို36တယ်ရှိတယ်နော်30မှာ6တယ်ခဏလေးလောက်ပါမနေ့ပြန်တင်းလာလေးဆိုကိုတမုံကောင်းတယ်ဟာသူ့ကြောင့်ပွဲသွားတဲ့လူ2ယောက်ရှိတယ်လူတွေတော့ငါနဲ့သူ့ဖေနဲ့အမားတို့မပူနဲ့ကျွန်တော်တို့မင်းသားနှလုံးခွေးလိုက်လို့အကုန်လုံးစိုက်ကတစည်းစီဖြစ်ကုန်ပြီတူးတက်လာလားကားတွေရောင်းပြီးတော့တကယ်ပါနှလုံးမထိုးနဲ့နှလုံးထိုးတာမကောင်းဘာဖြစ်လို့လဲနော်ချဲထိုးအမြဲတမ်းရတယ်ချဲပေါက်တာကောင်းတယ်ဒီလိုလေးတွေပေါက်မစိုးနှလုံးနဲ့ပတ်သက်ရင်ဗုဒ္ဓဟူးမကြော်ခဏပေးမယ်ဟာညီလေးတို့ပါဗုဒ္ဓဟူးမကြော်စီရဘူးငါအောချင်တော့ငါဇက်တောင်ကျလို့ငါလည်းသူ့လိုလုံးချင်တာလုပ်ပြီးတော့ငါလည်းဇက်တောင်တယ်ဗုဒ္ဓဟူးမကြော်ခဏကျွန်တော်ကဗုဒ္ဓဟူးမကြော်လာဘူးအင်္ဂါနေ့ကလေးကုန်တာပဲဒီလည်းမွေးမဲ့ဒီလောက်ပါမစိုးပါနဲ့ဖူးမှာပဲတော့ဖူးနိုင်လို့ဆိုတော့ဒီသားသွားလို့ဒီကားလိုအဲ့လေးပါနေတယ်ဒီကားလေးပါကြီးခင်ဗျားတို့ထပ်ပြီးဒုက္ခကြောက်ဦးမယ်ဒုက္ခရောက်ကြီးရှိတယ်ဒီလိုသမားဖေးတော့ဒီလိုကြီးဟဲ့တော့ပုံလာအဲ့ဒီကျိုးလွတ်တဲ့ဟာလေးရပြီးတော့မပြီးတော့ဒါခင်ဗျားလည်းကျိုးလွတ်မယ်လားဘုံလို့ဘုံမှာရတီးပြီးပါအေးကိုဗမိုးတိကပေးနေတေချာလို့လေဒီကလည်းငါ့ကိုကြည့်စုချင်းပြုတ်ပေးလိုက်လေနည်းနည်းလက်ထုံးလိုက်လေလက်ထုံးမရပါဘူးငါလည်းကြောက်ကြောက်ပေးနေငါလည်းနားမရှိတော့ဝမ်းဆက်တယ်နော်